မင်္ဂလာပါညရှိခွန်အားဆဆောင်မနှုတ်ကိုဆက်သားပါရယ်မေလ18ရက်2025ခုနှစ်တနင်္ဂနွေနေ့ညဦးရန်တိုင်းကိုကျွေးကျင်စီလာ၍တဲခု၏နနက်ရန်တိုင်းကတချင်းဆွေရသောအခွင့်ရှိ၏သုံးစိတ်ကူးမြောက်သောဆာလက်အခက်ငယ်ကခေါင်းစီကတင်းခန့်ချလွန်ခဲ့သောနှစ်2017မေလကဂျပန်နိုင်ငံတွင်အင်အားပြင်းထန်သောငလျင်ကြီးလှုပ်ခဲ့တာတတိယမိပါသည်ထိတ်လန့်ကြောက်ရွံ့ဖွယ်ဖြန့်စီများကိုမြင်ရတော့လေငလျင်နှင့်ဆူနာမီကပ်ပြီးမှဂျပန်တို့သည်နိုင်ငံတကာနာမည်ကောင်းလက်မှတ်တစ်ခုကိုရယူနိုင်ခဲ့ပါသည်ငလျင်ကြောင့်ဖြစ်ပေါ်လာသည့်လိုင်းများကြောင့်အိမ်များကားများဖြိုချစီးမျောစီခဲ့ပါသည်အသက်မသေပဲရှင်ကျန်သူများလည်းခိုကိုးရမဲ့အော်မီတန်နေပုံများကမ္ဘာတဝန်းလုံး၌ရုပ်သံများတဆင့်တွေ့မြင်ခဲ့ရပါသည်သို့တော်လည်းအခြားတစ်ဖက်တွင်ပျောက်ဆုံးသွားသောချစ်သူခင်သူတို့ကိုရှာဖွေစေသည့်အခြေခံလိုအပ်ချက်စားနပ်ရိက္ခာများရရှိရန်စောင့်ဆိုင်းနေစဉ်တည်ငြိမ်သောဂျပန်လူမျိုးတို့၏ပုံစံကိုလည်းမြင်ရပါသည်ပြာရခန့်လျက်ပြင်းပြင်းလွှားငိုကြီးချက်မှရုပ်ပုံများကိုမတွေ့ရပဲစီကန်းတင်ဝလျက်တည်ငြိမ်စွာခန္ဓာရည်ရှိသည်ကိုသာဖော်ပြပါ၏ထို့အပြင်စာလောင်သောစိတ်နှင့်လူရမှုအကြမ်းဖက်မှုအရေးလက္ခဏာလည်းမတွေ့ရတော့ထူးဆန်းပါသည်အင်္ဂလိပ်ဘာသာဖြင့်ဂျပန်ငလျင်အကြောင်းရေးထားသောအင်တာနက်စာမျက်နှာများတွင်ဂျပန်လူမျိုးတို့သည်ဆင်းရဲဒုက္ခကိုကြမ်းကြမ်းခံသောသူများဖြစ်ကြပေ၏ဟုဖော်ပြပါသည်ဟာဗတ်တက္ကသိုလ်ပါမောက္ခဂျိုးဆက်ညီကဖြစ်ရက်ကရှူဝါလာပေမဲ့ဒီဝန်ထမ်းဆရာကောင်းတဲ့အဖြစ်ကပဲဂျပန်လူမျိုးတွေရဲ့ဆွဲဆောင်မှုရှိတဲ့ဇာတ်လက္ခဏာတချို့ကိုပြသနေပါတယ်ဟုဆိုပါသည်ကျွန်တော်တို့တက်တာမှာဂျပန်ကလေးနှင့်တူသောအချိန်လေးရှိကြပါသည်ထိုအခါများတွင်ကျွန်တော်တို့ဘလို့တုံ့ပြန်ပါသလဲသို့မဟုတ်မည်သို့တုံ့ပြန်ရန်တည်တော်ပါသလဲတမန်တော်ကြောင့်ကားတိုင်းမှာစောက်ထိုးအသက်ခံရသောတမန်တော်ကြီးရှင်ပေတရုကဖျားသခင်အလိုတော်တိုင်းစည်းရဲခံရသောသူတို့သည်ဖျားသခင်ကိုတစ္ဆာရှိသောအသက်သခင်ကဲ့သို့မှတ်လျက်ကောင်းသောခြင်းကိုကျင့်နေ၍ကိုရိုနာမိမိတို့တန်ဝဉ္ဇဉ်ကိုအနံ့ကြစေဟုသူတင်ပါသည်ရှင်ပေတရုဩဝါဒစာပထမဆောက်အခန်းကြီးလေးခန်းငယ်19တမန်တော်ရှင်ပေါလုကမူမျော်လင့်လျက်ဝမ်းမြောက်ကြလော့ရှင်ရဲ့ဒုက္ခရောက်သောအခါသင်ခံကြလော့ဆိုပါသည်ယောမဝါဒစာအခန်းကြီး7ခန်းငယ်7အားလုံးဖျားရင်ကောင်းပြပါစေ